အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ယောမသမိုင်းမှာအဆူဆုံးနဲ့အယူသွန်းဆုံးလို့အမည်ပေးခဲ့တဲ့ဘေးတစ်ပတ်အကြောင်းပြောပြချင်ပါတယ်ခင်ဗျာသူကတော့ယောမအိပ်ပါရရဲ့50မြောက်အိပ်ကလေးဖြစ်ပါတယ်ဒီ54ကနေ60ဆစ်ထိ73နှစ်ကျော်ကြာနေဆန်ခဲ့ပါတယ်သူဟာရေးစစ်ကြွကြုတ်တဲ့အုပ်ချုပ်သူတယောက်ဖြစ်သမိုင်းမှာနာမည်ကြီးပါတယ်မိခင်ဖြစ်သူနဲ့ဇနီးဖြစ်သူတို့ကိုပါတပ်ဖြတ်ခဲ့တယ်လို့ဆိုကြပါတယ်64မှာယောမမျိုးကြီးမိအကြီးကျယ်လောက်ကျွမ်းစဉ်ကသူဟာမင်းကြီးတပ်ဖို့မကြိုးစားပဲစောင့်တီးပြီးချစ်ဆွနေခဲ့တဲ့ဆိုရင်တန်တရီကြောင့်လည်းလူသိများပါတယ်။ရောမသမိုင်းမှာဆူဆုံးတဲ့အယူတော်စုံလို့အမည်ပေးခဲ့တဲ့ဒီတစ်ပါးရှိပါတယ်။သူဟာတစ်မျိုးလုံးမီးလောင်နေတာကိုကြည့်ပြီးစောင့်တီးချစ်ဆွနေခဲ့တယ်လို့သမိုင်းကဆိုကြပါတယ်။သူကတော့အီဂရင်းနီရိုးပါပဲ။နီရိုးဟာဖေးတစ်ပါးဆိုတာတဲ့သူ့ကိုယ်သူကဘာကြောင့်နုပညာစစ်ပြောင်းလို့ထင်မှတ်နေသူပါ။သူဟာလူထောင်ပေါင်းများစွာစီမှာစောင့်တီးပြီးချစ်ဆွလေးရှိပါတယ်။သူဆက်နာကသူချစ်ဆွနေချိန်မှာဘယ်သူမှပွဲထဲကနေထုတ်ခဲ့မရှိပါဘူး။တချို့ဆိုရင်ပြင်းလို့တေးချီအောင်ဆောင်ပြီးအပြေကိုထဲထုံခိုင်းရတဲ့ဒီနီရိုးရဲ့ချစ်ဆွတန်ဟာနာမခံတာဘူးလို့ဆိုကြပါတယ်။အဲဒီ64ရဲ့ကျောင်းမေးဖွဲ့ရညညမှာတော့ယောမမျိုးကြီးမှာမိအကြီးကျယ်7လောက်ကျွမ်းမှာတော့တယ်။6ရက်နဲ့9ရက်တိုင်အောင်ဒီမငိမ့်ပဲမြို့ရဲ့80ရက်ကန်တို့ပြကြားပါခဲ့ပါတယ်။အဲ့ဒီအချိန်မှာနီရိုးဟာနားတော်ဝရန်လာကနေမျိုးကြီးမီးလောင်နေတာကိုကြည့်ပြီးပရမျိုးကြီးပြေသုံးချစ်ဆိုတဲ့တခြင်းကိုစုံတီးပြီးအေးအေးလူတွေချစ်ဆွနေခဲ့တယ်လို့တန်တာရီတွေကဆိုပါတယ်။ပြည်သူတွေကနီရိုးဟာသူ့ရဲ့နတ်တော်တဲ့ဆွေနန်းတော်ကိုဆက်ဖို့မြေနေရလို့ကျင်တာကြောင့်တမင်မီးရှို့လာလို့ဆွဆွဲကြပါတယ်။ဒီဆွဆွဲချင်းလေးကိုကြောက်တဲ့နီရိုးဟာအဲ့ဒီကက်ကအဲဟာနေတဲ့ခရစ်ယာန်ဘာသာဝင်တွေကိုတရားခံပြလွှဲချပြီးသူတို့ကိုရေးစစ်စစ်တပ်ဖြတ်ခဲ့ပါတယ်။ခရစ်ယာန်လိုကွေးပြည့်ကြီးထဲမှာခရစ်ယာန်တွေကိုတာယာတလေးဆက်တွေနဲ့ပြစ်တက်ပါတယ်။ပြီးတော့ခရစ်ယာန်တွေကိုတိုင်မှာကျွေးနေချီမိနဲ့ရှုပ်ပြီးတော့သူ့ရဲ့ညစာစားပွဲမှာမိစုတိုင်ဖြစ်အတုပ်ပြုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ရေးစစ်မှုတွေကြောင့်စစ်တပ်နဲ့ပြည်သူတွေကပုန်ကန်ကြပါတော့တယ်။နီရိုးဟာထွက်ပြေးနဲ့နောက်ဆုံးမှာသူ့ကိုယ်သူအဆုံးရှိရသွားခဲ့ပါတယ်။သူဒီခါနီးမှာပြောသွားခဲ့တဲ့စကားကတော့ငါနဲ့တူဘလောက်တော့ကြီးကျယ်တဲ့အမှုပညာရှိတယောက်ဆုပ်ဆုပ်သွားရပြီလေတဲ့။ဒါကတော့သမိုင်းထဲကထူးဆန်းတဲ့ညီတွန်းပေးအကြောင်းပဲဖြစ်ပါတယ်။သူတကယ်ပဲမိရှုခဲ့တာလားဒါမှမဟုတ်သမိုင်းကပဲသူ့ကိုလူဆုံးပြအောင်ရေးခဲ့တာလားဆိုတာကတော့ဒီနေ့ဒီညစ်ကုန်နေကြတော့ပါမယ်ခင်ဗျာ။